မင်္ဂလာပါအခေရတဲ့ဖြစ်ပါတယ် Samsung ကဒီကို official winner ထဲမှာ focus ထားတဲ့ series နှစ်ခုရှိတယ်ဆိုတော့တစ်ခုက Galaxy S series နောက်တစ်ခုက Galaxy A series ဆိုတော့ S series ကတော့ဘာမှထွေထွေထူးထူးပြောစရာမရှိဘူးအကောင်းဆုံးတွေကိုမှကြိုက်တတ်တယ်ဆိုရင်ဒါ Samsung ကိုမှကင်ကျင်တယ်ဆိုရင်တော့တွားပြီးဝယ်လိုက်ပါပြီးပါပြီဆိုတော့ Galaxy A series ကတော့မတူတော့ဘူးသူ့ထဲမှာဒါနှစ်ပိုင်းပြန်ပြီးခွဲလို့ရသေးတယ် budget နဲ့ mid-range ဆိုပြီးတော့ဒီထဲမှာ mid-range series တွေဖြစ်တဲ့အသစ်ထွက် Galaxy A26, A36 နဲ့ A56 သုံးလုံးစလုံးမှာပြောစရာလေးများနေပါသေးတယ်ဆိုတော့ဒီတစ်ခေါက်တော့ Galaxy A26, A36, A56 တို့မှာသူ့အရင် series ဖြစ်တဲ့ Galaxy A25, 35, 55တို့ထက်တိုးတက်လာတဲ့အပိုင်းတွေအများကြီးဖြစ်လာတယ်တော်ရုံမပြောင်းလဲခဲ့တဲ့ design ပိုင်းမှာပြောင်းလဲလာတာဆိုတော့ channel ပိုင်းတွေမှာလည်းဒါ upgrade ဖြစ်လာတဲ့အချက်လေးများလာတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီတစ်ခေါက် Galaxy A series အသစ်တွေဖြစ်တဲ့ဒီ 26, 36, 56တွေကိုဝယ်ယူဖို့စဉ်းစားနေရဆိုရင်တော့ဒီဗီဒီယိုကဘာကြောင့်ရွေးချယ်တဲ့နဲ့ဘာကြောင့်တိုးတက်လာတယ်လဲဆိုတာတွေရှင်းရှင်းလင်းလင်းဖြစ်သွားပါလိမ့်မယ်ဒီနေ့ Galaxy A series အသစ်တွေမှာ major upgrade ဖြစ်လာတဲ့အချက်တွေများတယ်ဒီထဲမှာ design ပိုင်း screen ပိုင်း performance ပိုင်းတွေကအဓိကပြောစရာတွေဖြစ်လာတယ်အရင် A series တွေတုန်းက weight short ထားတယ်လို့ခံစားရတာတွေပါဒီတစ်ခေါက်အကုန်လုံးမှာပါလာတယ်ဆိုတော့ဒီ Galaxy A26 မှာပါ upgrade လုပ်ပေးလာတဲ့အချက်ကြောင့်ဒီ Galaxy A series တွေကအရင်ထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာတယ်လို့ပြောရမယ်အရင်ဆုံး design ပိုင်းမှာဘာတွေပြောင်းလဲလာတယ်လဲဆိုလို့ရှိရင်ဖုန်းကိုဆက်စပြီးမြင်လိုက်တဲ့အချိန်မှာကိုတတိထားမိမှာက camera band ပဲအရင်တော့လို့ dedicated ဖြစ်တဲ့ camera range တွေကိုမမြင်ရတော့ဘဲနဲ့ camera အားလုံးကို camera band တစ်ခုတည်းအောက်မှာထည့်ပေးထားတယ် Galaxy A23 တို့လိုနောက်မှာ3နဲ့စုံတဲ့ series တွေကနေပြီးတော့ဒါ5နဲ့စုံတဲ့ series တွေကိုသုံးလာတဲ့ design language ကအခုပြောင်းလိုက်တာလို့ပြောရမယ်4 series နဲ့5 series မှာဆိုလို့ရှိရင် design မပြောင်းမဲနဲ့ဆက်သုံးလာခဲ့တာဒီတစ်ခေါက်6 series မှာတော့ပြောင်းလဲမှုတွေကိုပြန်ပြီးတော့မြင်တွေ့ရပြီဒီနေရာမှာ Galaxy A26 နဲ့ A36 မှာသုံးထားတဲ့ camera bump design ကဘေးဘက်မှာ frame နဲ့ကိုမှအလဲမှာ camera glass တစ်ခုတည်းနဲ့ camera 3ခုစလုံးအုပ်ပေးထားတဲ့ design မျိုးဖြစ်ပြီးတော့ Galaxy A56 မှာတော့ဒီ frame က camera range နားထိသွားပြီးတော့ဒီ camera range နေရာကြာတော့မှ camera glass လာတဲ့ပုံစံမျိုးဆိုတော့ဒီ camera glass 3ခုက dedicated ပုံစံမျိုးဖြစ်သွားတယ်။တေချာကြည့်တတ်တဲ့သူဆိုလို့ရှိရင်ဒီ camera bump တွေကိုကြီးလိုက်တာနဲ့ A26 လား A36 လား A56 လားဆိုပြီးတော့ခွဲခြားလို့ရတယ်။အရင် series တုန်းကဒီနောက်ဘက်ကကြီးလိုက်ရင်ကျွန်တော်တို့လည်းတေချာမခွဲတတ်ဘူး။ဆိုတော့ဒီတစ်ခေါက်တော့အဲ့လိုအသေးစိတ်လေးတွေကအစားဂရုစိုက်ပေးထားတယ်။နောက်ထပ် upgrade ဖြစ်လာတဲ့အချက်ကဒီ3လုံးစလုံးမှာအနောက်ဘက် glass cover ဖြစ်သွားတယ်။ဆိုတော့ Galaxy A26 အတွက်ကတော့ပို့ပြီးတော့ကျန်းလာတဲ့အချက်လို့ပဲပြောရမယ်။အရင် plastic ဘက်ကနေပြီးတော့ glass back ဖြစ်လာတဲ့အပြင်ဒီ3လုံးစလုံးမှာ Gorilla Glass Bitter Plus ကိုသုံးပေးထားလို့ဒီ Galaxy A26 နဲ့ 36မှာပို့ပြီးတော့အကျန်းခံလာသလို premium quality ကိုလည်းရလာတယ်။နောက်တစ်ချက်ကအလေးချိန်Galaxy A36 နဲ့ A56 က 200g အောက်ကျလာပြီးတော့ 195g နဲ့ 198g အလေးချိန်နဲ့ရှိတော့တယ်။အထူကလည်း 7.4mm အထူပဲရှိပြီးတော့အရင် series 8.2mm ထက်အများကြီးရောကျသွားတယ်။ဆိုတော့ဖုန်းကပို့ပြီးတော့ plus size ဖြစ်လာပေမဲ့အထူနဲ့အလေးချိန်ကျသွားတာကဒီ A series ဖုန်းတွေရဲ့နောက်ထပ်ခြေလှမ်းတစ်လမ်းကိုလှမ်းလိုက်တယ်လို့ပဲGalaxy A26 မှာကတော့ 200g အလေးချိန်ကိုမှမပြောပါတော့အောင် 3g လောက်တိုးသွားတယ်ဆိုပေမဲ့ဒါအထူက 7.7mm အထူပဲရှိတော့လို့အရင် series A25 ရဲ့ 8.3mm အထူနဲ့ရှင်တိတိတတ်တော့ပါသွားတယ် screen size ကပိုကြီးလာတာဖြစ်တဲ့အတွက်ဒီနေရာမှာလည်းဘာမှပြောစရာမရှိဘူးပိုရလိုက်တာကပိုတန်တယ်ပေါ့ channel ပိုင်းကတော့ Samsung ရဲ့ signature design ပိုင်းတွေကိုပဲပြန်ပြီးသုံးထားပြီးတော့ဒီ3လုံးစလုံးမှာပိုပါသွားတဲ့အချက်က hand feeling ပိုင်းမှာတိတိတတ်တော့ပိုပြီးကောင်းလာတယ်နောက်ထပ် major upgrade ဖြစ်လာတဲ့အချက်က screen ပိုင်းပဲဆိုတော့ Galaxy A26, 36 နဲ့ 56အားလုံးမှာ screen size က 6.7 inches ဖြစ်လာတယ်ဆိုတော့ဒီ A26 က 6.5 inches ကနေတက်လာတာဖြစ်ပြီးတော့ A36 နဲ့ 56က 6.6 inches ကနေတက်လာတာဆိုတော့အရင်လိုဒီ3လုံးက screen size တွေကွဲနေတာမျိုးမဖြစ်တော့ဘဲနဲ့ same size တသားတည်းဖြစ်လာတယ်ဒါက Galaxy A26 ကိုဝယ်ယူဖို့စဉ်းစားနေတဲ့သူတွေအတွက်လည်းရွေးချယ်ဖို့ထည့်သွင်းစဉ်းစားစရာဖြစ်လာလိမ့်မယ်ဆိုတော့သူ့အထက်က series တွေနဲ့လည်း screen size ကမကွာတော့တယ်လို့ display ပိုင်းမှာလည်းအရင်ကြီးထူးခြားချက်၊ကွာခြားချက်မရှိတော့ဘူးသုံးလုံးစလုံးက fully plus size screen တွေဖြစ်လာကြတယ်ဆိုတော့အားလုံးမှာဒီ Samsung ရဲ့ Super AMOLED 120Hz screen တွေကိုသုံးပေးထားတယ် Samsung ရဲ့ဒီ Super AMOLED ထုံးစံအတိုင်းရုပ်ထွက်ကဆိုးဆိုးရွှဲရွှဲအီးဖက်နေတာမျိုးခံစားရတယ်
ဒီ Galaxy A36 နဲ့ 56မှာတော့ peak brightness က1900 nits အထိရလာတယ်ဆိုတော့အရင် series ရဲ့1000 nits နဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်2ဆလောက်အထိတိုးလာတယ်လို့ပြောလို့ရတယ်Viva frame မှာတော့ကြီးမားမားပြောင်းလဲမှုမရှိဘူးဆိုပေမဲ့ Galaxy A36 နဲ့ 56တို့မှာတော့ SIM tray တွေက frame ရဲ့အောက်ဘက်ကိုရောက်လာတယ်။ဆိုတော့အရင်တော့ frame ရဲ့အပေါ်ဘက်မှာရှိခဲ့တာ Nano 2 SIM ဖြစ်သွားတဲ့အတွက် SD card ထည့်ဖို့နေရာသက်သက်ပေးစရာမလိုတော့တဲ့အတွက်အောက်ဆင်းလာတယ်လို့ပြောလို့ရတယ်။ Galaxy A26 မှာတော့အရင်တိုင်း Viva frame ရဲ့အပေါ်ဘက်ကိုပဲထည့်ပေးထားတယ်။2 SIMs ထည့်လို့ရတယ်လို့1 SIM ပဲထည့်ပြီးတော့ SD card နဲ့တွဲထည့်လို့လည်းရတယ်။ဆိုတော့ဒီတစ်ခေါက်တော့ဒီ Galaxy A26 မှာပါ 3.5mm headphone jack မပါတော့ဒါကလည်းပိုပါသွားတဲ့အချက်ကြောင့်လို့ပြောလို့ရတယ်ဆိုပေမဲ့ဆက်ထည့်ပေးရင်တော့ပိုကောင်းတယ်လို့ပြောရတယ် Galaxy A56 ရဲ့ frame မှာတော့ဒီ Galaxy A55 တုန်းက plastic frame ကိုပဲသုံးပေးထားပေမဲ့ဒီတစ်ခေါက်တော့ metal side frame ကိုသုံးပေးထားတယ်ဆိုတော့ပုံမှန်မြင်နေကြ metal frame တွေလိုမျိုးချောကြီးဖြစ်မနေဘဲနဲ့လက်ထဲမှာတော်တော်လေးကင်လို့ကောင်းတယ်ဘေးဘက်တွေကလုံးဝ sharp ဖြစ်မနေဘဲနဲ့ပြန်ပြီးတော့လုံးပေးထားတဲ့ပုံစံလေးတော့လက်ထဲမှာကင်ရတာတက်တောင့်တက်တာနဲ့ grip ဖြစ်ကင်လို့ရတယ်detail လေးတော်တော်လေးကျတယ်လို့ပြောရမယ်နောက်တစ်ချက်က performance ပိုင်းဆိုတော့ဒီတစ်ခေါက် A26 36 နဲ့ 56အားလုံးစလုံးမှာ SoC အသစ်တွေနဲ့လာတယ် Samsung A26 မှာတော့ဒီ Samsung ရဲ့ကိုယ်ပိုင် chip ဖြစ်တဲ့ Exynos 1380ကိုသုံးပေးထားတယ်ဆိုတော့အရင် series 10ကအကုန်လုံးမှာ 5G ရခဲ့တာဆိုတော့ဒီတစ်ခေါက်လည်းရနေမှာပြောစရာမလို5 nanometer architecture ပေါ်မှာအခြေခံထားပြီးတော့အရင်Galaxy A25 ရဲ့ Exynos 1280ထက်စားလို့ရှိရင် Antutu မှာ overall score 3သိန်းလောက်ပို့ပြီးတော့များလာတယ်ဒါက20 to 25% လောက် performance ပိုင်းမှာပို့ပြီးတော့ကောင်းလာတယ်လို့ပြောလို့ရတယ် Exynos chip တွေအကြောင်းကိုသိပြီးတော့မသိဘူးဆိုလို့ရှိရင်တော့ဒီ Snapdragon 7S Gen 2 chip နဲ့ performance ပိုင်းမတိမ်မယိမ်းလို့ပြောလို့ရတယ်အရင် Galaxy A35 series မှာသုံးခဲ့တဲ့ chip ဆိုတော့ mirroring chip ထဲမှာ level တစ်ခုရှိတဲ့ chip လို့ပြောရမယ်Daily use တွေ game တွေ software တွေအကုန်လုံးကိုကောင်းကောင်း handle လုပ်နိုင်တယ်။ပုံမှန် social media scrolling လုပ်နေတဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းကောင်းကောင်းကြီးသုံးလို့ရတဲ့ performance ဖြစ်တယ်။ဆိုတော့ဒီအလုံးကတော့ RAM 6GB ROM 128GB အလုံးဆိုတော့သူ့ရဲ့ performance က mid-range ထဲမှာအဆင်ပြေတဲ့အနေအထားမှာရှိတယ်။ Galaxy A36 မှာတော့ Snapdragon 6 Gen 3 4nm chipset ကိုသုံးပေးထားတယ်။အရင် series ရဲ့ Exynos 1380ထက်စားလို့ရှိရင် architecture ဘိုင်းမှာရော performance ဘိုင်းမှာရောပိုပြီးတော့ကောင်းလာတဲ့ chip လို့ပြောရမယ်။ဒီ Galaxy A series အသစ်3လုံးထဲမှာလည်းထူးထူးခြားခြား Snapdragon chipset သုံးထားတဲ့တစ်လုံးထဲသောဖုန်းပဲဆိုတော့ Snapdragon fan တွေအနေနဲ့လည်း Samsung ကိုလည်းကင်ကျင်တယ်ဆိုလို့ရှိရင်တော့ Galaxy A36 ကိုစဉ်းစားတယ်ဆိုတော့ဒီ performance ကတော့ gamer ဆော့ entertainment ဘိုင်းအတွက်ပဲသုံးလုပ်ငန်းသုံး software တွေပဲသုံးအဆင်ပြေတယ်ဆိုတော့ဒီအလုံးကတော့ RAM 8GB ROM 128GB အလုံးဆိုတော့ဒါ daily use ဘိုင်းမှာလည်းလုံလောက်တဲ့ performance ကိုထုတ်ပေးနိုင်တယ်နောက်ဆုံးကတော့ Galaxy A56 ပါဆိုတော့ Galaxy A56 မှာတော့ Exynos 1580 4nm chipset ကိုသုံးပေးထားတယ်အရင် series Exynos 1480ထက်လည်းအများကြီးပိုကျန်းသွားသလိုလက်ရှိ Exynos chips တွေအားလုံးထဲမှာတတိယနေရာမှာရှိတဲ့ chip ဖြစ်တယ်။ The performance အရာလည်းသူ့ရဲ့အထက်မှာ Exynos 2400နဲ့2200ပဲရှိတော့တာဆိုတော့ဒီ flagship chipset တွေနဲ့ပါပခုံးချင်းရှင်နိုင်တဲ့ကောင်လို့ပြောရမယ်။ flagship phone တစ်လုံးလို့ performance နဲ့ရမယ်ဆိုတော့လုပ်ငန်းသုံးအတွက်ပဲဖြစ်ဖြစ် daily use personal သုံးအတွက်ပဲဖြစ်ဖြစ်အကုန်လုံးသုံးလို့ရမယ်နောက်ထပ် upgrade ဖြစ်လာတဲ့အချက်ကဒီဖုန်းအားလုံးဒီ IP67 dust and water resistant ဖြစ်လာတယ်ဒါက Galaxy A36 နဲ့ A56 တို့မှာအရင် series တွေကပါလို့တိတ်ပြီးတော့မထူးခြားသွားပေမဲ့ဒီ Galaxy A26 မှာတော့အရင် series ထဲမှာ IP rating လုံးဝမပါရကနေပြီးတော့ IP67 အထိဖြစ်သွားတာဆိုတော့တော်တော်လေးကိုမိုက်တဲ့ upgrade လို့ပြောရမယ်ရေနံ1 meter မှာ30မိနစ်လောက်ရေဆိုးခံလာဒါက premium features လို့ပြောလို့ရပေမဲ့ဒီတစ်ခေါက်ဒီ Galaxy A26 မှာပါရဲရောထည့်ပေးလိုက်တယ်ဒီတစ်ခေါက် Galaxy A26 မှာတော့ရွေးချယ်လို့ရတဲ့အချက်တွေကြီးပဲများများဆဆပါနေပြီအရင်တော့ဖုန်းရေဆိုးခံတာဘာလို့ရမှာလဲဆိုပေမဲ့တကယ်မိုးတဲ့ရေထဲမှာရေဝင်ပြီးတော့ပြတ်သွားတဲ့ဖုန်းတွေကအများကြီးဆိုတာ service ဆရာတွေဆိုရင်ပိုသိတယ်user တွေအနေနဲ့လည်းရေဆိုပြီးတော့ပြတ်သွားတာကိုခဏခဏကြုံမှုကြမယ်ဆိုတော့ဒါမျိုးကိုဒီ Galaxy A26 မှာထည့်ပေးလာတာကိုတော်တော်လေးသဘောကျမိတယ်နောက်တစ်ချက်က AI features so AI features တော်တော်များများကိုအရင် A series မှာတည်းကထည့်ပေးထားတာဆိုပေမဲ့ဒီတစ်ခေါက်တော့ဒါတော်တော်စုံလေးကိုထည့်ပေးလာတယ်လက်ရှိ mobile artificial intelligence level မှာဦးဆောင်နေတဲ့ Samsung အနေနဲ့ဒီ Galaxy A series ဖုန်းတွေမှာပါ AI features တော်တော်များများကိုထည့်ပေးလာတယ်လက်ရှိ Samsung ဒီ Galaxy A series ထဲမှာအကြိုက်ဆုံး features ကိုပြောပါဆိုလို့ရှိရင် Object Eraser ဆိုတဲ့ features ပဲ
ဓာတ်ပုံတွေက object တစ်ခုကိုဖြတ်တဲ့အခါမှာအရေးအကြီးဆုံးက refill လို့ခေါ်တဲ့ပြန်ဖြည့်ရတဲ့အပိုင်းပဲဆိုတော့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဖြတ်တာဘာမှမခက်ဘူးဖြတ်လိုက်လို့ရတဲ့နေရာမှာမူရင်းပုံနဲ့မသက်ဆိုင်တာတွေရွက်ဆောင်းနေတာတွေတဘာဝလွန်ဖြစ်နေတာတွေကိုထည့်လို့မရဘဲနဲ့ natural ဆန်းပုံတစ်ပုံထွက်လာဖို့အတွက်က AI တခုဘလောက်ကောင်းမကောင်းအဆုံးဖြတ်ပေးတဲ့အပိုင်းပဲ Samsung AI ကတော့သိတဲ့အတိုင်းပဲ natural ဆန်း refill လုပ်ပေးတဲ့အပိုင်းမှာတခြား AI တွေလိုက်ရှင်နိုင်ဖို့ကဒါအခုချိန်ထိကိုခက်ခဲနေကြတော့မယ်ဒီ features ကို A26, A36, A56 ဖုန်းအားလုံးမှာထည့်ပေးထားတယ်နောက်ထပ် AI select တို့ read aloud တို့လို AI related features တွေကိုလည်းထည့်ပေးထားတယ်ဆိုတော့ဒီထဲမှာ Galaxy A26 အတွက်နောက်ထပ်ရွေးချယ်တဲ့အချက်တစ်ချက်ပါလာပြန်ပြီအဲ့ဒါကတော့ cycle to search ပါလာတာပဲ Galaxy A36 နဲ့ 56တို့မှာအရင် series တွေကပါခဲ့ပေမဲ့ဒီ Galaxy A26 ကတော့အခု series မှာပါလာလို့ Samsung ကစားခဲ့တဲ့ features ကအခုဒီ Samsung flagship phone နဲ့ mid-range phone တွေအားလုံးမှာပါသွားပြီလို့ပြောလို့ရတယ်ကင်မရာပိုင်းကတော့အရင် series နဲ့အခု Galaxy A26, 36, 56အားလုံးမှာဒီစာရွက်ပေါ်ကဂိမ်းကနေ specification တွေအရာသိပ်ပြီးတော့ပြောင်းလဲမှုမရှိဘူးဆိုပေမဲ့ဒီတစ်ခေါက် A series အသစ်တွေမှာ software optimization ပို့ပြီးတော့ကောင်းလာလို့ပုံထွက်တွေမှာတိတိကျကျပိုကောင်းလာတယ်အထူးသဖြင့် low light ပိုင်းမှာဒီတစ်ခေါက် A series အသစ်တွေကအားရစရာကောင်းအောင်တွေ့ရတယ်အလင်းလုံးဝမရှိတဲ့အခြေအနေမှာတော့မှပဲရှိတဲ့အလင်းရောင်လေးကနေပုံကောင်းကောင်းတစ်ခုကိုအကောင်းဆုံးဖန်တီးနိုင်အောင်တွေ့ရတယ်။ Custom filter နဲ့လည်းကိုယ်ပိုင် filter ကိုမုတ်အမျိုးမျိုး style အမျိုးမျိုး AI ကိုသုံးပြီးတော့ဖန်တီးလို့ရလာတယ်။နောက်ထပ်အကျန်းဆုံးအချက်က software update ပိုင်းပဲ။အရင် series တုန်းကဒါ Android major update ကို၄ခုထိပေးမယ်ဆိုတော့ဒီ Samsung ရဲ့ A series ကတော်တော်ဟုတ်လာပြီလားဆိုပြီးဖြစ်ခဲ့တာ။အခုဒီ Galaxy A26, 36, 56တို့မှာAndroid major update ကို6ခုထိပေးမယ်လို့ကြေညာထားတယ်။ Security update မဟုတ်ဘူးเนาะ major update ဆိုအခု A series အသစ်တွေက Android 15နဲ့လာတာဆိုတော့ Android 21အထိရမယ်လို့ဆိုလိုတာပဲ။ဆိုတော့ဂျားထဲမှာနံပါတ်အပြောင်းလဲတွေဖြစ်သွားရင်တော့ဒါ21မဟုတ်ပဲတခြားနံပါတ်ဖြစ်သွားနိုင်တယ်။ဆိုတော့ဒါက Android phone တွေထဲမှာဒီ Samsung S series နဲ့ Pixel တွေရဲ့ major update 9ခုပြီးရင်အမြင့်ဆုံးပဲ။ဖုန်းတစ်လုံးဝယ်ပြီးတော့ရေရှည်ကင်မဲ့သူတွေအတွက်အရန်သင့်တော်တယ်နောက်ဆုံးချက်ကတော့ battery ပိုင်းမှာတော့ Galaxy A26, 36, 56သုံးလုံးစလုံးမှာ 5000 mAh battery ပဲသုံးပေးထားတယ်ဆိုတော့အရင် series မှာကတည်းကအားခံခဲ့တဲ့ကောင်တွေဆိုတော့ဒီ series မှာလည်းအားခံနေမှာပြောနေစရာမလိုဘူးတနေ့ကုန်သုံးပြီးတော့အိမ်အပြန်အားကျန်ကျင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ် upgrade ဖြစ်သွားတဲ့အပိုင်းက charging ပိုင်း Galaxy A36 နဲ့ A56 တို့မှာ 45W fast charging နဲ့အားပြန်ပြီးသွင်းလို့ရမယ်အရင် series ရဲ့ 25W ထက်စာလို့ရှိရင်2ဆလောက်ပိုပြီးများသွားတယ်လို့ပြောလို့ရတယ် Galaxy A26 ကတော့ 25W charging ကိုပဲသုံးပေးထားတယ်ကျွန်တော်ဒီနေ့ပြောပြခဲ့တာကတော့ Samsung ရဲ့အသစ်ထွက် A series တွေဖြစ်တဲ့ Galaxy A26, A36 နဲ့ A56 တို့ကိုဘာကြောင့်ရွေးချယ်သင့်တယ်လဲဆိုတာနဲ့အရင် series တွေထဲဘာတွေတိုးတက်လာတယ်လဲဆိုတာတွေပဲဖြစ်ပါတယ်ဆိုတော့ဒီတစ်ခေါက် upgrade ဖြစ်လာတဲ့အချက်တွေကများလို့ Samsung fan တွေအနေနဲ့ A series ကိုရွေးချယ်ဖို့စဉ်းစားသူတွေအတွက်အထောက်အကူဖြစ်ပါလိမ့်မယ်လို့ပြောရင်းနဲ့ပဲမိတ်ဆွေတို့ဆိုရင်ရောဝယ်ချင်လားမဝယ်ချင်ဘူးလားဘယ်လိုသဘောရလဲကျွန်တော်တော့ကောင်းကင်နိုင်ပါနောက်ဗီဒီယိုတစ်ပုဒ်မှာတွေ့ပါမယ်